ထဲပါနဲ့မထဲပါနဲ့ host တော့မထဲပါနဲ့ဆိုတဲ့တခြင်းအားလေဈေးသွားတိုင်းမှာဆိုရပါတယ်ဒီနေ့ဈေးထဲမှာကင်းမွန်လက်တာလေးတွေးလို့လေအန်တီရေးဒါပဲဈေးလဲလို့မယုံရှိသေးရဲ့ကျွတ်ကိုင်ပြီးထည့်ပြီးနေပါပြီရှင်အဲ့တော့ခုနလိုအော်ပြီးထွက်ပြေးခဲ့ရပါတယ်ဈေးဝယ်တဲ့ခါမှာလေတွေ့ရနေရတဲ့အရင်မဝယ်ပဲနဲ့အနည်းဆုံးဈေးတစ်ပတ်ပြည့်အောင်ရှောက်ပြီးတော့ဈေးမေးကြည့်ပေးပါနော်လမ်းများရှောက်နိုင်လေးဈေးမိနိုင်လေးဈေးသက်သာလေးပါပဲရှင်ဒါကလည်းဈေးရှိရမယ်ဆိုလိုတာမဟုတ်ပါဘူးနော်အခုလိုမျိုးအစစရရဈေးကြီးပြီးပြင်ပန်းခက်ခဲနေကြတဲ့အချိန်မှာယူသင့်တဲ့အမျက်တော့ယူပါစေရှင်ဈေးလုံးနှံ့အောင်လို့လိုက်ကြည့်ပြီးတော့ဈေးမေးကြည့်တဲ့အချိန်မှာ30သား3000ဈေးကနေရွှေ2900ဈေးနဲ့ရခဲ့ပါတယ်တလက်စာနဲ့တေချာကိုင်းနည်းလေးပြပေးထားပါတယ်ရှင်ကင်းမကိုင်ရတာလုံးဝမခက်ပါဘူးနော်အပေါ်ရင်အရေးကတော့မချွတ်လေရပါတယ်လူအများစုကလေအခုနောက်ပိုင်းမှာရေးတခြားဆေးပြီးတော့ဘာမှမဖယ်ပဲစားကြပါတယ်အဲ့လိုရောမစားရဲပါဘူးရှင်ဒါလေးကတော့ဥအပြည့်နဲ့ကင်းမွန်လေးပါဖယ်စရာမလိုပါဘူးရှင်အရန်စားလို့ကောင်းပါတယ်ကြောက်ချင်တဲ့ကင်းမွန်လေးတွေကိုဆေးပြီးတော့ကင်ထားမှုအကုန်ကင်ပြီးအချိန်မှာရေနဲ့နှစ်ထပ်သုံးထပ်ပြန်ဆေးပေးဖို့လိုပါတယ်ရှင်ချန်နီးရေအများကြီးရှိတဲ့အထဲမှာစားနေကြတဲ့ရိုးရှင်းလေးပဲချက်ပြပေးထားပါတယ်ပထမဦးစွာရေနွေးလေးဖြောပေးပါမယ်ရေနွေးဖြောပြီးမှချက်ပေးခြင်းကအရန်မကြုံသွားစေပါဘူးကျက်သွန်ဖြူနီကိုများသုံးပါမယ်ရှင်ပြီးရင်တော့မထောင်မပပလှီးပေးထားပါမယ်စီစူလာရင်ကျက်သွန်နီကိုအရင်ထည့်ပြီးစီသက်ပါမယ်အနည်းငယ်လွန်းသွားရင်တော့ကျက်သွန်ဖြူထည့်ပေးရပါမယ်ခေချာတော့စီသက်ပေးပြီးရင်တော့ကင်းမွန်လေးတွေထည့်လိုက်ပါမယ်အရသာအတွက်ကျက်သားမုံအနည်းငယ်ထည့်ပေးပါမယ်ပြီးသွားရင်တော့ငွေသေးသေးခွဲထားတာလေးပဲထည့်လိုက်ပါမယ်ခဏလောက်မှွေပေးပြီးရင်တော့ပဲငယ်ပြားရဲ့အနည်းငယ်ထည့်ပြီးတမအောင်မှွေပေးရပါမယ်ပြီးရင်တော့ရေနှင်းငယ်ထည့်ပြီးအဖုံးအုပ်ထားပေးပါမယ်ရှင်အခုလိုမျိုးရေလုံးဝမရှိတော့ပဲစီပြင်လာတဲ့အနေထားရရင်တော့သုံးဆောင်လို့ရပါပြီရှင်မိမိတို့ရဲ့ရင်သွေးလေးရဲ့အတွက်ဒီနေ့တိုင်းချိုးချက်ချင်လေးရပါတယ်ရှင်ဒါကတော့ဈေးတစ်ပတ်လျှောက်ပြီးဝယ်လာတဲ့ကင်းမွန်4500ဘူးဖြစ်ပါတယ်ရှင်သုံးဆောင်ကြပါအောင်လားရှင်ဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်